လေးပေါ့နော်လီလီရဲ့ shopping သွားတယ်ပေါ့နော် handmade shopping ပေါ့ handmade accessory တော့ဝင်လာပါဒီမှာပါဒါလေးရဲ့ sticker လေးပါ sticker လေးရဲ့ဒီမှာ cover လေးရဲ့ဒီ cover တစ်ခုကတော့ silicone cover တစ်ခုကတိတ်တော့မကောင်းတော့ဒါပေမဲ့လည်းလောက်အောင်ပါပေါ့နော်ရှားတဲ့ cover လေးဆိုရင်တော့ဒီလိုလေးပါမနေ့ကတော့ဒီမှာအမဲလေးဝယ်ရတယ်ပေါ့နော်ဒီဆိုင်မှာအမဲမရှိဘူးဆိုတော့အမဲလေးတစ်ခုဝယ်ရတယ်ပြီးတော့လော်ဆိုလေးမရှိဘူးဆိုတော့လော်ဆိုလေးလည်းဝယ်ရတယ်ဒီမှာပါဒါမနေ့ကဝယ်တဲ့ဟာပေါ့နော်မနေ့ကလီလီရဲ့ယောက်ျားကိုတော့ဝယ်ခိုင်းလိုက်တာတခြားဆိုင်ဟဲ့ကိုယ့်ရဲ့စီးပွားရေးကိုထောက်ကူပြုအောင်ပေါ့နော်ယောက်ျားကိုဝယ်ခိုင်းလိုက်ပါတယ်ဒီမှာပါလူလေးပါလူလေးပါနောက်ဆိုလေးဝယ်ပါတယ်ပြီးတော့ဒီမှာ cream မဲလေးနဲ့ဝယ်ခိုင်းလိုက်ပါတယ်မနေ့ကဒီနေ့ဝယ်တာကတော့လော်ဆိုတွေမပါဘူးပေါ့နော်လော်ဆိုက3ခုပဲရတယ်ဆိုလို့ဒီမှာ3ခုပေါ့နော်လူလေးပါဒါလေးရတော့လင်းလင်းရဲ့ဒီနေ့ပြင်ထွက်တဲ့ shopping လေးပါပဲဝယ်ထားတာတော့အများကြီးပါပဲဒီမှာပါ